ရေရမ်းဝါတယ်အစင်မပြေဘူးအာယွန်များတယ်အဲ့ဒါကိုစိတ်ခတ်လို့ရတယ်ဆိုပြီးပြောနေကြတယ်ပေါ့နော်အမှန်တော့ဒါက PAC ဆိုတဲ့ chemical ကိုသူ့ရဲ့ရေမှာပါတဲ့အာယွန်နဲ့ပမာဏကိုတွက်ချက်ပြီးကျွန်တော်တို့ကဒိုးချင်းထိုးပေးရတာပါ PAC ဆိုတဲ့ chemical လေးဘယ်လိုအလုပ်လဲဆိုတာလေးကိုကျွန်တော်ပြပေးပါမယ်ကျွန်တော်အခုဒါဆိုရင်ဒီ ion 7ပေါ့အဲ့လောက်ရှိတဲ့ chemical လေးကိုကျွန်တော်အခု PAC လေးကျွန်တော်ခံမှန်းလေးပေါ့တွက်ပြီးတော့ကျွန်တော်ခတ်ပြလိုက်တယ် PAC ပမာဏကနည်းနည်းများတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ခတ်ပြလိုက်မယ်သူရဲ့အလုပ်ပုံလေးပေါ့နော်ပြီးတော့ကျွန်တော်နည်းနည်းလေးမှုေးလိုက်မယ်ပေါ့မှုေးပြလိုက်မယ်မှုေးပြီးတော့ခဏလောက်ဆောင်းကြည့်လိုက်ရင်သူရဲ့အလုပ်ပုံလေးကိုမြင်ရပါလိမ့်မယ်သူကရေမှာပါတဲ့အာယုံနဲ့ PAC နဲ့ကျွန်တော်တို့တက်ပြူပြီးတော့ကျွန်တော်တို့ကအနေစကြပြီပေါ့ဒီလိုမျိုးလေးဖြစ်လာတာပေါ့ဒါနဲ့လေးအချိန်လေးကြာလာတာနဲ့ခင်ဗျာသူကအနေကလုံးဝအကုန်အောက်ထိုင်သွားပြီးတော့ရေအကြည့်အပေါ်မှာခြံခဲ့မယ်ပေါ့ဒါကိုကျွန်တော်တို့ကအဲ့မှာတစ်ဆင့်ကျွန်တော်တို့က filtration system နေနဲ့ကျွန်တော်တို့သဲနဲ့ဒီမှာပါလာတဲ့ဒီအနေတွေကို PAC နဲ့ ion နဲ့ရောပြီးတော့အနေကျသွားတယ်လို့ကျွန်တော်တို့က sun filter မှာခံမလားဒီပါကတော့ကျွန်တော် design မမို့ဒီပြီးပြန်စဉ်းစားရတာပေါ့ဒါပေမဲ့ PAC ကိုဘယ်လိုအသုံးပြုလဲဆိုတာတွေသိနေခြင်းလို့ဒါလေးကျွန်တော်ပြပြလိုက်ကြပါကြအောင်